အခုကျွန်တော်ပြောချင်တာကတော့ကျွန်တော်ဒုတိယအချိန်ဒါလိုင်းပေါ်မှာတင်ရင်းမှာအဲ့တော့ဒုတိယအချိန်တင်တာကိုပို့ပို့မှတ်မိလွယ်အောင်ပြောရရင်မှတ်မိအောင်ထပ်ပြီးပြောရရင်ကျွန်တော်ကမိဒီလာမျိုးတစ်ချိန်လုံးကတော်လိုင်းကြီးကောင်စီဗိုလ်ချုပ်ကြီးနေဝင်းနော်တော်လိုင်းကောင်စီတက်စင်ကာလာမှာတပင်းကောင်စီဆိုတာမရှိသေးဘူးတပင်းစီးဟုံးဆိုတာမရှိသေးခင်မှာဝါကင်းနေဆိုတာဒီစတဲ့ကာလာမှာတမျိုးတယောက်နော်တပင်းပညာရှင်တွေကိုရန်ကုန်မှာခေါ်ပြီးစီဝေးတဲ့ကာလာမှာကျွန်တော်ရန်ကုန်မှာကျွန်တော်အဖေလက်ဆွဲပြီးရောက်ခဲ့တဲ့ကာလာနေကျွန်တော်ဒီအနုပညာလောကမှာ9နှစ်သားလောက်တည်းကကလေးစားလိုက်ကနေစတင်ပြီးကခဲ့တာပေါ့လေကျွန်တော်အဖေကကျွန်တော်18နှစ်မှာဆုံးသွားပါတယ်မိတ်လမျိုးထားဝစဉ်အဖေကွယ်လွန်တဲ့အထိမိတ်လမျိုးမှာတပင်းကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးတော့တပင်းပညာတိုးတက်အောင်တပည့်တွေလည်းမွေးပြီးသင်ပြခဲ့ပါတယ်လေအဲ့တော့ပြောရရင်တော့ကျွန်တော်ပြောချင်တာကအခုပေါ်တဲ့မင်းသားလေးတွေကံကောင်းကြပါတယ်သို့တော်လည်းကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဝါသနာလားအားကြတာလားဒါလေးတော့အဖြေလေးရှိတယ်ဝါသနာဆိုတော့အနုပညာကိုအမတန်တမိုးထားပြီးတော့အမတန်ကိုစိတ်ဝင်စားရတယ်အားကြတယ်ဆိုတော့ဘယ်လိုမှမတိုးတက်နိုင်ဘူးသူများကိုအားကြပြီးတော့ဖြစ်တာလေနော်အားကြတာနဲ့ဘာလို့ကျွန်တော်တို့ခေတ်ကတော့ဆိုရင်တော့လုံးဝဝါသနာသမားတွေနော်ခုခေတ်မှာတော့ခုနပြောတဲ့ခုစိုင်းရီမိုးတို့အောင်စပူတို့သူတို့မြင်ပြီးအားကြတာမျိုးတော့မဖြစ်စေချင်ဘူးအဲ့တော့ပြောချင်တာကတော့မင်းသားလေးတွေကတကယ်မင်းသားအစ်စ်အနုပညာဝါသနာပတ်ပြီးအနုပညာကိုတံမိုးထားတဲ့တကယ်ဓမ္မစစ်တက်စီချင်ပါတယ်ကျွန်တော်တို့မှငငယ်ကမင်းသားကတကယ်ကာလာမှာနော်ကျွန်တော်မင်းသားတယောက်ဖြစ်ဖို့ရအတွက်ရုပ်လည်းအတင်တည်ရှိရမယ်နော်အကာလေးလည်းအတင်တည်ရှိရမယ်အတန်လေးလည်းကောင်းရမယ်စာပေပရိယတ်တည်လည်းတိုက်ရမယ်အဲ့ဒါမှစမ်းဒါလေးလည်းကောင်းအောင်ခဏမင်းသားတွေကစမ်းရှိကြတယ်အကာလေးတွေတော့မှန်တယ်အကာကတော့ကျွန်တော်တို့ခက်ကတွေကိုတစ်ခက်ဆမ်းပြီးတော့အကာလေးတွေကကောင်းကြပါတယ်နော်ကျွန်တော်တို့ခက်တယ်ပုံတော့အကာလေးတွေကောင်းကြတယ်သို့တော်လည်းစသဖြင့်ပညာရဲ့အနှစ်သာရဖြစ်တဲ့အကြောင်းအရာတွေအဲ့ဒါတွေကြတော့ကလေးတွေမှာအားနည်းနေမဆိုလို့ကျွန်တော်ပြောတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မင်းသားတယောက်ဆိုတာဇတ်စပင်မှာဇတ်ဆရာလို့ခေါ်ခံအလကားခေါ်ခံတာပေါ့ဇတ်စပင်မှာဇတ်မင်းသားတယောက်ဖြစ်လာလို့ရှိရင်အဲ့မင်းသားနေရီပိုင်းနိုင်ရတယ်ဘယ်လိုနေရီပိုင်းနိုင်လဲဆိုတော့ရှေ့မှာအော်ပရာနော်ပြဇညတနာရီလောက်ကိုပြီးတယ်ပြီးတဲ့ခါမှာပြဇတနာရီလောက်ပြီးရအောင်ငါရဲ့နှစ်ပါးဆိုပြဇနဲ့နောက်ပိုင်းရဲ့ဂျားထဲမှာသူကညှိပေးတာအဲ့ငါနောက်ပိုင်းကတော့ဗေဒနာကြီးဂျားတယ်ငါနောက်ပိုင်းကမယ်နောက်ပိုင်းဇတ်တော်ကြီးကဗေဒနာကြီးဂျားမယ်အဲ့ကြတယ်မှာနှစ်ပါးကိုတိုးတဲ့တိုးမယ်ရှည်တဲ့ရှည်မယ်အဲ့လိုကျွန်တော်နှစ်ပါးကားရတယ်ပေါ့လေအဲ့တော့နှစ်ပါးကားရတဲ့ခါမှာနှစ်ပါးထဲမှာလည်းအဓိကကြတာကျွန်တော်တို့ကနှစ်ပါးထွက်မယ်နှစ်ပါးထွက်ပြီးခွန်းနောက်တစ်ပုတ်ဆိုမယ်ခွန်းနောက်ပုတ်ဆိုပြီးခွန်းနောက်ကြားထဲမှာပရိခံပြောတယ်လေပရိခံစကားလေးပြောရတာအဲ့စကားပြောတဲ့ခါမှာအဲ့စကားပြောတဲ့ခါမှာပွဲငါတဲ့ခါမှာငါမင်းသားလေးကဘလောက်ရည်ချီရှိတော့ငါတို့ငါလာနေမင်းသားကဘလောက်ရည်ချီရှိတော့ပရိယတ်ဒီပရိပတ်တီကိုလည်းဘလောက်တတ်တုံးဒီလိုလေးပေါ့နော်အဲ့တော့ထားပါတော့ကျွန်တော်အဖေ18နှစ်သားမှဆုံးသွားတော့ကျွန်တော်ကလီလုံရင်တက်ကျိုးပေါ့လီလုံရင်တက်ကျိုးဆိုတော့ကျွန်တော်ကအဓိကကျွန်တော်တို့ခေတ်မှာအောင်မြင်တဲ့နော်ဘာဝရှင်မောင်ဥဒ္ဓမောင်သူ့ဘောတော့ကျွန်တော်မိညာရတာပေါ့မိညာတော့ကျွန်တော်တို့ကနှစ်ပါးနဲ့မှာပြောတယ်နှစ်ပါးနဲ့မှာခွန်းနောက်ဆိုတော့ပေါ့အဲ့တော့ဥတ္တမောင်ရှင်မောင်ဥဒ္ဓမောင်ရဲ့တစ်ချင်းနဲ့တူပါတယ်အဲ့တော့မက်တော်တာဖူမနီကတော့ကျွန်တော်ဆိုးလိုက်တယ်စကားပြောတဲ့ခါမှာလည်းဇတ်တန်လေးနဲ့ပြောရရတယ်ကျွန်တော်အယတ်တန်နဲ့ပြောလို့မရဘူးနော်ကျွန်တော်ဥပမာပြောရင်မက်တော်တာဖူမနီသမျှလားဖြင့်စက်ဩကထိုခရီးမာလာဟေးအလုံးမပြေးနိုင်ဘူးလောမူအဲ့ဒီမောင်မင်းများစက္ခုတော်တာခန္ဓာစီဝကာယမနာဒွါရ6ပါးရှိလျာအာယုံကံကုံနေရမြင့်မို့တောင်းမြမကစုပြုံပြီးပေးထားကုန်တော့တဏှာလောဘသည်ပြည့်စုံတယ်ရောက်ရဲတယ်လို့မရှိဘူးရဲ့ပေါင်းမင်းမမဖေလူရှင်တော်ကြီးကလောထောက်ပြရတယ်နတ္ထိသမတဏှာနေရီတဏှာသမတဏှာလောဘနဲ့ဒူသောနဒီမြင့်သမုဒ္ဒရာမိသည်နတ္ထိမရှိသမုဒ္ဒရာတို့မြည်သည်မှာမြည်ကြီးငါသွင်းမြင့်ငယ်900လုံးမှာဖမ်းမစီဆင်းပြီးဝင်းနေ냐တော်လေဒီသမုဒ္ဒရာကြီးပြည့်ရှမ်းသွားတယ်လို့ထုံးစံမရှိတကယ်သူလောဘတဏှာဒီလဲထုံနည်းအတူတဲ့မောင်မင်းတဲ့တောင်မြင်းတွင်ရေလောင်းတာနဲ့အလားတန်တူတယ်လို့ဒီလိုဆိုတဲ့
ဒီလိုလေးနှစ်ပါးပြရအဲ့မှာပူထိုးစင်ရလို့တမားဝီတို့ပြုတ်စုရင်အာယုံပွားပြီးတော့ကာမဂုဏ်သားတွေကအထိကရာဆူတယ်နိဝရဏထူပါလို့အဝိဇ္ဇအဖုံယတနာဒီလိုဆိုရတာပေါ့နော်အဲ့လိုစာပြပရိယတ်တီလဲခုနောက်ရပိုက်ချိုးတွေမှာပြောရရတယ်ကျွန်တော်တို့ကဆိုရင်လားအလတမန်တဗုဒ္ဓမတုလတတတမကရုတမအပိဝါရိယပါတိတအပိရမထသင်္ကတထာဟုဒပိရမထစတုဒပရမထတောစိတ်တံစေတသိက်တံယူပါနိဗ္ဗာန်မိတိတပရာလို့ဆိုရခင်ဗျဒီလိုဒီစာပြပရိယတ်ကိုထူးထူးတောက်တော့ပြောထားရတယ်နော်အဲ့တော့စာပြပရိယတ်ကိုလည်းလေ့လာပါပြောတာဆိုတာအောင်လုပ်ပါပရိသတ်ကလည်းအဲ့ဒီကာလမှာနော်ခုနပြောတဲ့အလတ်တန်းတို့အကြီးတန်းတို့ပရိသတ်ကိုနိုင်ကလည်းအဲ့ဒါတွေကိုအောင်ထားတဲ့လူတွေပါကြတယ်အဲ့တော့ပရိသတ်တွေရဲ့ညာရည်တွေကလည်းမြင့်တော့မင်းသားပြောလိုက်တဲ့စကားတွေကိုအားလုံးကခုနဇက်ပေါ်မှာပြောတဲ့စကားတွေကိုနားလေကြတယ်ဇက်သမားကြီးကလည်းဇက်သမားလာတော့မှတ်သားစီပါဇက်သမားပြန်မှတ်သားစီကြံဆိုတော့အလကားမဟုတ်ဘူးခုန950ဓမ္မပရဇိနထပကသနီဒါမျိုးတွေကိုသူကခင်းချင်းပြတဲ့အခါမှာအဲ့မှာမှတ်သားစီတွေအများကြီးပါတယ်နော်အဲ့လိုလေးပေါ့ကျွန်တော်တို့ကမင်းသားဆိုတာကျွန်တော်တို့ခေတ်မှာဆိုရင်ခေါင်းမောင်းဆိုတာကိုခွေလိုက်မရှိကျွန်တော်ပြဿပြီးကနာနီလေးကြောက်ရင်ကောင်းလေးတယောက်ကလာဟိုသူစာထီကကလေးတယောက်ကလာတော့နိုးတယ်အကိုပြဿပြီးတော့မယ်နော်ဒါမှမဟုတ်ညီလေးပြဿပြီးတော့မယ်ဆိုရင်ထပြီးတော့ကိုမိတ်ကလေးကိုပြန်ပြီးတော့ပေါင်သားလေးပါလေးရိုက်ညနာလေးကိုတတ်ရလုပ်ပြီးမှန်ကြည့်ပြီးတော့ခေါင်းမောင်းပေါင်းရတာနော်ကိုပိစာလေးကိုညနေတွေကခုနရှန်သားလေးကိုကော်တင်မိဦးထိုးတာခေါင်းမောင်းလေးချိုးအဲ့ဒါလေးအဲ့ခေါင်းမောင်းလေးကိုပေါင်းရအကြာကြီးပေါင်းရတယ်ပြီးသမှတကယ်ကျွန်တော်ဆိုရင်ဇတု၄စင်းရတယ်ဇပင်ဇရုံးကြီးနဲ့နေရတာအဲ့ဇရုံးကတင်မာကိုဖုံးတယ်နော်အဲ့ဇရုံးကိုထုံးမှခုနကြောက်ဖီးလေးတက်အပလဲပရီလေးတက်ခုနမိတ်ကလေးကိုပြန်ဖို့ပြီးတော့အဲ့လိုလေးကားရတာပေါ့နော်ပြဿနာနဲ့နောက်ပိုင်းအကြာနဲ့မှနှစ်ပါးအချိန်ကြီးပြီလားအချိန်ကြီးတာမမှန်ရင်နောက်ပိုင်းကပြီးနေပြီထုံးမှမိုးရက်မလင်းသေးဘူးသို့မဟုတ်နောက်ပိုင်းကမပြီးသေးဘူးမိုးကလင်းနေပြီဒါနေကြီးပိုင်းတာဇာမင်းသားဆိုတာဒဇလုံးရတာဝန်ရှိတယ်နော်အဲ့ဒါအကုန်လုံးတာဝန်ယူရတာပေါ့ဒါမှမလို့မင်းသားနှစ်ပါးအတွက်တကမှာကိုမင်းသားလေးကိုအားလုံးကထီကြည့်ပြီးပြိတ္တကယူသည်လေးစားနေပြီးတော့စိတ်ဝင်စားနေအောင်နော်မင်းသားခွန်းတော့ဆိုတဲ့ကမှာလူရှင်တော်ကြီးကဟိုတောင်းဒီတောင်းကနေရှင်းဖြတ်ပြေးတာဒီပိုင်းမလုပ်အောင်နော်ပြက်လုံးလဲနာမပြက်အောင်မင်းသားပြောတဲ့ကမဟုတ်ပါခင်ဗျာမခင်ဗျာလောက်ပဲထောက်ရတယ်ဘာဖြစ်လို့ तू ကဇက်ရဲ့အုပ်ဆောင်နီး तू ကတစ်စလုံးအတွက် तू ကနေပိုင်းရမယ်ဇတ်တို့ကိုစီစဉ်ရမယ်အကုန်လုံးအားလုံးကစိတ်ဝင်စားမှာအားလုံးကဒီမနာကိုလေးစားနေမှာပြိတ္တကအထင်ကြီးမှာပေါ့နော်မင်းသားဆိုးနေကနေလို့ရှိရင်ဟိုဘက်ကဆိုးနေပြောနေတဲ့အချိန်မှာဟိုဘက်ကကိုကတော့ပြက်လုံးနေပြက်ဒီဘက်တော့ပြက်လုံးနေပြက်ဆိုမင်းသားရှိရဖြတ်သွားပါလာနဲ့လို့ရှိရင်ပြိတ္တကဘယ်လိုလုပ်ဒီမင်းသားပေါ်မှာအလေးထားတော့မှာတော့နော်အဲ့လိုလေးပြောကြတယ်နော်အဲ့တော့မင်းသားကနော်အားလုံးကိုခဏခေါင်းတော်မင်းသားပုဂ္ဂိုလ်လုတ်တယ်လို့အားလုံးကိုဇက်စီးတယ်ဆိုတာဇက်ကိုနိုင်နေစီးနိုင်ရတယ်အဲ့တော့သမင်းစင်ရဆက်လွယ်9ပါးတောင်ရှိတယ်လေမင်းမိတာတဲ့အထာရတနော်12ပါးသာသိတာနော်ခုနမင်းသားသမင်းတဲ့စင်ရဆက်လွယ်9ပါးသင်္ဃာရောကရုဏာဝိရာအမုဒ္ဒဟတပရဏတတတဝိပစ္စဂௌတာနေဆိုမင်းသားတို့စင်ရဆက်လွယ်9ပါးလေအဲ့ဒီထဲမှာဆိုလေအကုဒ္ဒဆိုရင်အောဝယ်တွေလောက်ပြတယ်သင်္ဃာရောနော်တင့်တယ်ဆံမအောင်ကရုဏာတနာအောင်လုပ်တာတယ်ဝိရာရဲရင်အောင်လုပ်ပြတယ်ရတယ်နော်အဲ့တော့အဲ့လိုသမင်းစင်ရဆက်လွယ်9ပါးဒီမှာအကုဒ္ဒဆိုအောအောင်နေလုပ်ပြရတာတယ်နော်အဲ့လိုလေးလုပ်ပြရတယ်ကျွန်တော်အဖေဆိုလို့ရှိရင်ကလကတွေပါဒီကတ်တယ်မော်လမြိုင်မင်းသားလေးဆိုရင်တကယ်ကိုဂျွန်းဘားတွေနဲ့ကတ်တယ်ကျွန်တော်အညာသားတွေကတော့အညာဘက်ကမင်းသားတွေကတော့ဇတ်ထုတ်တွေကိုဦးစားပေးပါတယ်နော်အဲ့တော့ကျွန်တော်ငိုချင်းငိုတဲ့ခါမှာလေတွေးကြိုးရှိတယ်လေးကြိုးရှိတယ်နော်ဥပမာလေးတွေးကြိုးလေးကြိုးဆိုတာဘယ်လိုအားလုံးလို့နားလည်အောင်ကျွန်တော်ပြောပြရင်လည်းကျွန်တော်ကခဲ့တဲ့ဇတ်ထုတ်တွေကတချို့ဆိုရင်ငိုချင်းတွေကိုကျွန်တော်2ပိုက်ပဲမှတ်မိတယ်3ပိုက်ပဲမှတ်မိတာတွေရှိတယ်ကျွန်တော်မှတ်မိတာလေးပြောရင်ရွှေမန်းဦးကျော်ကခဲ့တဲ့နော်ဟိုကွန်းစော်မှတ်မိုက်တဲ့တိုက်ထဲကလေးကြိုးလုံးတော့ကျွန်တော်မှတ်မိတယ်အဲ့ဒါလေးကကျွန်တော်အဖေရဲ့တပည့်အဖေဆုံးသွားတော့ကျွန်တော်ရဲ့အကိုဆရာပေါ့
နော်သူဆိုနာဆိုကျွန်တော်သိနေလေကျွန်တော်မကဦးပါဘူးကွန်းစော်မတ်မဲလိုက်ကိုနော်ကွန်းစော်မတ်မဲတိုက်ဆိုတာကရှင်မကျော်ရဲ့ဇတ်ထုတ်အဲ့တော့မင်းသားတွေကကိုပဲဇတ်ထုတ်ဒီဇတ်ထုတ်နဲ့နာမည်ကြီးကြတဲ့ပုံကိုယ်တွေရှိတယ်ဥမာဦးစေအောင်မင်းဆိုလို့ရှိရင်ချင်းဖဝေးနော်အဲ့ဒါဦးစေအောင်မင်းရဲ့နာမည်ကြီးတဲ့ဇတ်ထုတ်ပေါ့နော်အခြားဇတ်ထုတ်လည်းရှိတယ်လေအဲ့တော့ကိုကြီးလျက်ဆိုရင်မြာစိမ့်ပေါ့နော်မြာစိမ့်အဲ့ဒါကိုကြီးလျက်ကတဲ့ရှင်မကျော်အောင်ဆိုရင်မေဒါဝီပေါ့နော်အဲ့လိုတွေတယောက်နဲ့တော့ကိုပိုင်ဇတ်ထုတ်တွေရှိတယ်ကျွန်တော်မင်းသားတွေမှာကိုပိုင်ဇတ်ထုတ်တွေမကဘူးကိုပိုင်သချင်းတွေရှိတယ်အဲ့ဒါကိုပိုင်သချင်းတွေရှိတော့ကျွန်တော်ဖေက16နှစ်ကတည်သွားတာလေ16နှစ်ကကျွန်တော်စွန့်ခွာသွားတဲ့အခါကျွန်တော်ထားပစ်ခဲ့တဲ့အခါကျွန်တော်မကိုပိုင်သချင်းမရှိကိုပိုင်သချင်းမရှိတော့ကျွန်တော်ကိုပိုင်သချင်းရေးအောင်နဲ့ကျွန်တော်ကအမေမုတ်ဆိုးမကြီးနဲ့နော်ကျွန်တော်တို့ကိုပိုင်ပစ္စည်းတွေရတဲ့ဆလောင်မှာမီးလောင်သွားတဲ့အတွက်ကျွန်တော်တို့မှာဘာမှမရှိတော့အဲ့တော့စာရေးဆရာကောင်းကောင်းလည်းခေါ်ပြီးမရေးနိုင်အဲ့တော့ကျွန်တော်အဖေဆုံးပြီးတော့2နှစ်3နှစ်လောက်ရှိတဲ့ခါမှာ6မှာဥက္ကပါတီတော့ဘကိုးကျင်နေရေးကတဲ့ခါမှာဥက္ကပါတီကျွန်တော်နေရီလေးဥက္ကပါတီရေးပြီးတော့ကိုပိုင်နေရီလေးရှိတာပေါ့နော်ပခန်းညိုရဲ့ရင်သွေးစစ်ပင်ကြော်ထစ်စင်လို့ကျွန်တော်ဝုမြင့်တင်မြန်ပြည်ပေါ်မှာစေရနာထားအမှန်မင်းမြောက်စားအပေးကြစီခြင်း30နဲ့9နှစ်သားကျွန်တော်ဖေးပြခါသွားမိနဲ့တယောက်သားခိုးရမယ့်အနွယ်ကပင်အနန္တကုံအင်းကျေးဇူးတော်ကြီးမာတဲ့မွေတယ်မိခင်မွေတယ်ဖခင်မိကိုလောက်ကိုင်းကျွေးတော်တီလောက်ကိုင်းကျွေးကျေးဇူးတော်ဆက်ရပါပေါ်စင်စေရနာပြဖို့အမေအိုကြီးကိုမသေးခင်ချမ်းသာမှုလိုရာစုပြုမဲ့ကြော်သေးပြီအဲ့ဒါကျွန်တော်ကိုပိုင်တရှင်းပဲပြောပါတော့နော်အဲ့တော့ကျွန်တော်တို့ကဇက်မင်းသားတွေကကိုပိုင်တရှင်းရှိကြတယ်ပေါ့လေအဲ့လိုမှနော်ကိုပိုင်တရှင်းနဲ့နော်မူပိုင်ဇက်ထုတ်တွေနဲ့အဲ့လိုကကြတယ်နော်အဲ့တော့မင်းသားခုနပြောတဲ့ဆက်စီးတွေကမှလေးပြီးထိုးတာတဲ့ကိုယ်တော့ဆိုင်းစီယာတွေကိုဒီနေရာလေးမှာဒီလိုဒီပေါ့ကျွန်တော်မန္တလေးမှာနဲ့တူတယ်ကျွန်တော်အခုကပေးတာပါယူပမာလာအော်ပရာဆာရှိတယ်လေအဲ့မှာပြန်ကျွန်တော်တို့တီးလုံးလေးရှိတယ်အဲ့တီးလုံးလေးကပြောလို့ရင်နော်မင်းသမီးနဲ့မင်းသားနဲ့အကပြန်လေးမှာပြော်ဒီတဲ့တက်ရီဒူတွေနဲ့တက်ရီတဲ့တူတဲ့တူနေတက်ရီဒူတဲအဲ့လိုလားဇက်စီယာကမြင်းညာကိုစိတ်မြအောင်သူကဘာပြောသူနဲ့တူတယ်ဟုတ်တယ်အဲ့သူကဘာပြောလဲဒိုးပဲလို့တီးမလဲသူတို့တီးတတ်တာပေါ့ကျွန်တော်မင်းသားလေးက18နှစ်ရှိသေးတယ်လေနော်ကျွန်တော်သူကဒိုးပဲလို့တီးမလဲနဲ့ကျွန်တော်ဒိုးတီးပြတယ်လေပြော်ဒီတဲ့ရိနဲ့ပုတ်ပတီပြော်ဒီတဲ့ရိပုတ်တီပုတ်ပတီပြော်တဲ့ဒူတဲ့ဘီပိုတီပိုဂျက်တီဘီပိုတီပိုဂျက်တီပြော်ဒီတဲ့ဒူတဲ့ဘီပိုတီတီပိုဂျက်တီတီပုတ်တီပိုပတီဘကိုအဲ့လိုလေးတီးပါလို့ဒီလိုလေးပြောတော့မင်းသားဆိုတာကအရာကိုကညွှန်ကြားနိုင်အောင်လုပ်ထားကြပါနော်အဲ့တော့ကျွန်တော်ပေါ်ဦးစားထုတ်ကြတယ်ပေါ့နော်ပေါ်ဦးစားထုတ်ကြတယ်ဆိုရင်ကျွန်တော်မကြီးဥပေါ်ကိုသိန်းဒီကိုပို့ခိုင်းရတယ်သိန်းဒီကိုပို့တဲ့ခါကျတော့ခုနမကြီးသူ့ရဲ့စာတွေပါလေးရွတ်ပြုတ်ပြီးငိုချင်းတွေပါလေးငိုပြီးပေါ့ငိုပြီးတဲ့ခါမှလေကျွန်တော်လေးပြေးလေးထိုးရတယ်လေနော်ထူးမြတ်တဲ့ရာဇမိဓမ္မဗမာအစ်စ်တခန်းဆိုတာအလွန်တော်ထူးပါ၏ဝင်ပေါ်ဦးဆိုတာအထက်ခွဲပုံပြရမှာပြန်လက်ဝဲတုံတရာနဲ့တော့ဇက်ချင်းတူနေပြီဗျအမတ်ဒီမင်းမူရဲ့နေငါဟာကြွားတော်လဲသင်္ခါရတရားဆိုတာမင်းပေးရှာမှာ